အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ C.2 သုံးလို့ရပြီနော် C.2 သုံးဖို့ဆိုရင်ကျွန်တော်တို့ဒီ APP လေးကိုထောင်းမယ်နော်ဒီ AI ကိုထောင်းမယ်နော် AI software ပေါ့နော်အဲ့ဒီ software လေးကိုကျွန်တော်ထောင်းမယ်ပေါ့နော်တို့ထောင်းပြီးရင်ကျွန်တော်တို့တွေကိုယ့်ရဲ့ Gmail တို့ Google တို့နဲ့ချိန်ပြီးဖွင့်လို့ရပါနော်ကျွန်တော် open လုပ်လိုက်ပါမယ်တို့ဒါကတော့လက်ရှိပေါ့နော်လက်ရှိအကောင့်ထက်ရောက်ပါပြီနော်ကိုယ့်ရဲ့ Gmail တို့ဘာလို့လဲခေါ်လိုက်ပါနော်ကျွန်တော် second 2ပေါ့နော် second 2ဆိုတာအရင်ကမှအမြင်သုံးပုံနော်ရုပ်ရှင်ကားတွေမှာသုံးတဲ့ second 2ကိုသုံးလို့ရတယ်ဆိုတော့ပြောပါဗောနော် AI တော့ AI ပဲဒါပေမဲ့ second 2သုံးလို့ရပါနော်ကျွန်တော်တို့ second 2သုံးဖို့ဆိုရင်ဒီမှာ AI creator လေးကိုနှိပ်လိုက်ပါနော် AI creator လေးကိုနှိပ်လိုက်ကျွန်တော်အဲ့ဒီမှာဘာရွေးလို့ရမလဲဆိုရင်ကျွန်တော်ဒါကသူ့ရဲ့ second 2ရွေးတဲ့ဟာဗောနော်ဒါလေယာဒါကတော့အချို့ဗောနော်ကျွန်တော်ရွေးလိုက်မယ်ဗောနော်အချို့ကတော့ကျွန်တော်ကYouTube ပေါ့နော် YouTube ရေးတယ်ပြီးရင်ဒီမှာ 4.5 second ဒီမှာ pro လဲပါပါနော်ကျွန်တော်ကတော့second 4.5 နဲ့ပဲထုတ်လိုက်မှာပေါ့နော်โอเคကျွန်တော်ဗီဒီယိုနှိပ်လိုက်ပါနော်ဒီမှာ second ပေါ့နော်ဒီမှာဒါကတော့ဒီမှာနော်ဒီမှာ second 2.5 ပါဒီကပုံပြင်တဲ့ဟာပေါ့နော်ခုနဟာဒါပုံမှာအချို့ပေါ့နော်ဒါကတော့ second ပေါ့နော်5 second နဲ့ထုတ်လို့ရပါနော်โอเคကျွန်တော်ဒါဆိုရင်ကျွန်တော်ဘယ်လိုသွားရမလဲဆိုရင်ကျွန်တော်ကိုထုတ်ချင်တဲ့ဗီဒီယိုပရုံရေးပြရမှာဖြစ်တယ်ပေါ့နော်ဒါလေးကတော့ကျွန်တော် ChatGPT မှာရေးခိုင်းတာပရုံလေးပေါ့နော်ဘာရေးခိုင်းတာလဲဆိုရင်ကျွန်တော်ဒီလိုလေးပေါ့နော်ကိုရေးပေါ့နော်ကိုရေးဒီမှာနော်ကောင်လေးတယောက်ကိုမိချောင်းလိုက်ကြိုက်တဲ့ဗီဒီယိုလုပ်ချင်လို့အသေးစိတ်ကိုပရုံရေးပြပါ second 2မှာထုတ်မှာပါလို့ဆို second 2လို့ပြောရတယ်သူက2 second ကိုတစ်ခါတည်းရေးပြပေါ့နော်ဒီမှာလေးက0ကနေပြီးတော့သူအတိအကျရေးပြရတယ်ပေါ့နော်သူတို့ကြတော့မှာပေါ့နော်သူကရုပ်ရှင်တစ်ခါလုံးလို့ပြပြနေပေါ့နော်လောက်တာလေး copy လုပ်ရတယ်ပြီးရင်ခုနကကျွန်တော်တို့second 2ထုတ်မဲ့ AP ပြီးတော့ AI နဲ့ကိုပြန်လာခဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ဒီထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ AI ကိုနှိပ်လိုက် AI ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာပုံနဲ့ဗီဒီယိုရှိပါတော့ပုံလဲပြင်လို့ရပါတော့ကျွန်တော်တို့ကဒီဗီဒီယိုဆိုတဲ့နေရာလေးကိုတစ်ချက်ယူလိုက်ပါတော့ဗီဒီယိုလေးကိုယူလိုက်ပြီးရင်ဒီမှာကိုလိုချင်တဲ့အချိုးဒီမှာက second ဒီမှာကိုလိုချင်တဲ့ဟာကိုယူလိုက်ပါတော့ကျွန်တော်ကတော့အချိုးမှာကရွှေ့ဝဲယူတယ်ပုံထဲဥမှာလားဆိုပုံမထဲတော့ဘူးပေါ့နော်ကျွန်တော်ကတော့တစ်ခါတည်းပဲထုတ်လိုက်တော့ပါမယ်ခုနယူလာတဲ့ prompt ထဲ second 2.5ပေါ့နော်ဟုတ်ပြီကျွန်တော်ပြီးရင်ကျွန်တော်တို့ခွေတာဗီဒီယိုလေးပြန်နေလိုက်ပြီးရင်ကျွန်တော်ဒီမှာ second 2ပြင်ဒီမြားလေးကိုနှိပ်လိုက်ပါတော့ဒီမြားလေးပေါ့နော်ဒီမြားလေးကိုနှိပ်လိုက်ပါโอเคကျွန်တော်တို့ဒါဆိုရင်တော့ဗီဒီယိုစထုတ်ပြီးဖြစ်ပြီနော် The video will be generated using the Dreaminess Seedance 2.5 model. It will use 4 points and be ready in 5 minutes. The 10-second video is being generated. ကျွန်တော်ဒီကဘာလဲဆိုရင်ကျွန်တော်တို့ကြီးရတဲ့ဇာကိုသူကဗမာစကားလည်းပြန်ပြောနော်နားထောင်ကြည့်ကျွန်တော်ရေးပြမယ်ဟုတ်ကဲ့ခဏဆောင်ပေးပါဗီဒီယိုထွက်လာတာနဲ့အတူတူပို့ပေးမှာဖြစ်ပါတယ်တွေ့တယ်နော်သူကကျွန်တော်တို့စာရေးလက်တာနဲ့သူက auto ဒီသူပြောတဲ့ဒီစာလေးပေါ့နော်သူအတန်နဲ့ပြန်ထုတ်ပြနော်အတန်နဲ့ဟုတ်ကဲ့ခဏဆောင်ပေးပါဗီဒီယိုထွက်လာတာနဲ့အတူပို့ပေးမှာပါကျွန်တော်စာဖတ်ရမလို့ပေါ့နော်သူက auto ဘာသာပြန်ပေးရပါတော့โอเคကျွန်တော်တို့အဲ့မှာကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အများကြီးဆောင်ပေးပါဗီဒီယိုအစင်သင်ဖြစ်လာတာနဲ့ချက်ချင်းပို့ပေးမှာပါတွေ့နော်ကျွန်တော်တို့ရေအရမ်းမိုက်တယ်ဒီရန်ကကိုယ်ဆိုင်လက်နဲ့အတန်သူ့ရဲ့ပင်ကိုအတန်နဲ့ပြန်ထုတ်ပြီးတော့နော်အဲ့ဒါကိုကောင်းတယ်ဒီရမှာဆိုရင်ကျွန်တော်တို့စာတန်းရှည်ကြီးပါလေပို့လိုက်ရင်အတန်နဲ့ပြန်ထုတ်ပေးနိုင်တယ်ပေါ့နော်သူအတန်မစိုးလို့ပြတခြားနားထောင်ကြည့်လိုက်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်ခဏလေးဆောင်ပေးပါဗီဒီယိုအစင်သင်ဖြစ်လာတာနဲ့ချက်ချင်းပို့ပေးမှာပါဒါတော့ခဏပို့ဆောင်းလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ဗီဒီယိုပို့ပေးလိုက်မယ်ကျွန်တော် C1 2.5 ဗီဒီယိုထုတ်တာပေါ့နော်ခဏဆောင်ပြလိုက်ပါနော်ဟုတ်ကဲ့ပေါ့နော်ဒါဆိုကျွန်တော်တို့ဗီဒီယိုလေးရိုက်လိုက်ပါနော်ကျွန်တော်တို့ခုနကကျွန်တော်ထုတ်တဲ့ဗီဒီယိုလေးရလာပဲချက်ကြည့်လိုက်ရအောင်နော်โอเคဗီဒီယိုလေးရတော့ဒီလောက်ပဲဒီမှာ download လေးပါပေါ့နော်ဒီညမှာ download ရပါတော့ဒါ second 2ပေါ့နော်အရန်ပြပြနေပေါ့နော်သူကကျွန်တော် flow လို့သူကညင်းတဲ့ prompt တွေပါမရှိဘူးနော်သူထုတ်လို့ရပါတော့ဒါဆိုရင် flow မှာဆိုဒီလိုဗီဒီယိုမျိုးထုတ်လို့မရဘူးflow ကအသက်အန္တရာယ်ရှိတာတော့ခလေးတငယ်အားတို့ဆို
သူစနစ်ကဘန်းတာပေါ့နော်ထုတ်ပေးပိုင်ခွင့်မရှိဘူးပေါ့နော်ကျွန်တော်ဒီ flow မှာဘန်းနဲ့ပလို့နေဒီမှာလာထုတ်လို့ရပါပေါ့နော်သူစက္ကန့်တူပို့လဲပြီးပြနေပေါ့နော်โอเคကျွန်တော်တို့ဒါလေးကတော့ဒါ download ခလို့ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ prompt ပေါ့နော် prompt ရေးခန့်လို့ရတယ်ဒါလည်း AI ပဲပေါ့နော် AI ကျွန်တော်တို့ဒီမှာ workflow တွေပါမေးလို့ရမယ်ပုံ edit ရှိမှာနော် writer ရှိရတယ်နော်ကျွန်တော်ဒီမှာ writer ရှိမယ်ကျွန်တော်တို့ဒီမှာ language ရှိမယ်ပေါ့နော်ဘာသာပြန်ပေါ့နော်အဲ့ဒါရှိရပေါ့နော်ကျွန်တော်ဒီမှာနည်း live ကြည့်လို့ရပါတော့ဒါဆိုရင်ဘာသာ language ဒီမှာတက်တူကနေပြီးတော့ auto တက်ကနေပြီးတော့အင်္ဂလိပ်စာတန်းရေးပြီးကိုကဗမာလာထည့်ပေးနေတော့အင်္ဂလိပ်စာတန်းရေးပြီးရဟာပေါ့နော်ဆိုဒီမှာဘာသာရေးရွေးလို့ရပါတော့โอเคဒါကတော့ auto ပေါ့နော်ကိုရေးလိုက်တဲ့စာကိုဒီဘက်ကတန့်ပြန်ပြီးမှာပေါ့နော်အင်္ဂလိပ်လိုဒါကတော့ဘာသာပြန်တဲ့ဟာပေါ့နော်ဒါစာရေးတွေ writer ပေါ့နော်သူကကိုရေးလိုက်တဲ့အပေါ်မှာပြီးတော့ motif ရေးပြတာဒါပုံ edit ပေါ့နော်ပုံလေး edit လို့ရပါတယ်โอเคကျွန်တော်တို့ဒါတော့ကျွန်တော် Gemini သုံးတဲ့သူဒီမှာပေါ့နော် Fun နဲ့ Flow နဲ့ပေါ့နော်โอเคဒါလေးကတော့ဒါစီးတန်တူသုံးလေးဖြစ်ပါတယ်ရမ်းမိုက်တယ်ပေါ့နော်ဒါကျွန်တော်သူ့ကိုပုံပြလိုက်တာ ਨੇ သူကဒါသူအချိန်ကြာနဲ့ auto ထုတ်ပေးမယ်နော်ဒါ10စက္ကန့်ဒါကတော့သုံးလေးဖြစ်ပါတယ်အားလုံးကြည့်ကြပါမယ်ဒါဗီဒီယိုထောင်းလိုက်တာပေါ့နော်ကျွန်တော် download ဆက်ပြီးဆွဲနေပေါ့နော်ဒါ download ဆွဲနေကြပါအားလုံးကြည့်ကြပါမယ်နော်ဗီဒီယိုလေးကဒီညာလေးနဲ့ပဲဖြတ်သိမ်းလိုက်တော့ပါ